အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချွတ်ချွတ်ရွရွလေးနဲ့စားလို့အရန်ကောင်းတဲ့ French fry အာလူချောင်းကြော်လေးကြော်စားပြပါလေရှင်လောက်ရတာလေးလွယ်ကူပြီးစားလို့လည်းကောင်းတော့မို့ကိုယ်တိုင်ကြော်မစားပြသေးတဲ့သူတွေအတွက်ဗီဒီယိုလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်အာလူချောင်းကြော်ဖို့အတွက်ကိုတော့အာလူ၃လုံးကိုသုံးထားပါတယ်ပထမဦးဆုံးအာလူတီးတီကိုအခွန်နှွာထားပါမယ်ရှင်ပြီးရင်တော့ဒီအခွန်နှွာထားတဲ့အာလူသီးတွေကိုရေနဲ့စင်ကြယ်အောင်လို့အရင်ဆေးထားပေးလိုက်ပါမယ်ရေစင်အောင်ဆေးထားတဲ့အာလူတွေကိုတော့အာလူချောင်းလေးတွေလှီးပေးပါမယ်ပထမဦးဆုံးလက်မဝက်လောက်အထူလေးအရင်လှီးထားပေးလိုက်ပါရှင်ပြီးတော့မှနောက်ထပ်လက်မဝက်လောက်အထူရှိတဲ့အချောင်းပုံစံမျိုးလေးတွေထပ်ပြီးတော့လှီးထားပေးလိုက်ပါတယ်အခုဗီဒီယိုမှာပြထားတဲ့အတိုင်းပေါ့နော်ဒီနေထားလေးဆိုရင်တော့အရန်လည်းမထူအရန်လည်းမပါဘူးကြော်တဲ့နေရာမှာလည်းအဆင်ပြေပါတယ်ရှင်ပြီးရင်တော့ဒီလှီးထားတဲ့အာလူချောင်းလေးတွေကိုရေနဲ့တည်တည်ချာချာလေးပြန်ပြီးတော့စီးပေးပါမယ်ရှင်။ကျန်ကတော့ရေနဲ့2ထပ်လောက်တည်တည်ချာချာလေးစီးပြီးတော့ရေစစ်ထားပေးလိုက်ပါရရှင်။ဒီအာလူကိုရေစေးနေတဲ့အချိန်မှာလည်းတစ်ဖက်မှာအာလူပြုတ်ဖို့အတွက်ရေနွေးဥကိုလည်းဆူအောင်တည်ထားပေးပါမယ်။ရေနွေးဆူလာပြီဆိုရင်တော့ဒီအာလူချောင်းလေးတွေကိုပြုတ်ဖို့အတွက်အရသာအတွက်စားလေးအနည်းငယ်ထည့်ပါမယ်။အရောင်အတွက်ကိုတော့စမင်းမုံလေးအနည်းငယ်လေးထည့်လိုက်ပါရရှင်။စမင်းမုံကတော့မထည့်လည်းရပါတယ်နော်။ကျန်ကတော့အရောင်လေးလောက်အောင်လို့နည်းနည်းလေးထည့်လိုက်ပါတယ်။ပြီးရင်တော့ဦးနှကရေစေးပြီးတော့စစ်ထားတဲ့အာလူချောင်းလေးကိုရေနည်းပွက်ပွက်စုရဲ့အထက်ကိုထည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ရှင်။ကျားတို့ဒီနေရာမှာတစ်ခုတည်းထားရမှာကအာလူကိုပြုတ်တဲ့အခါမှာ100%နူးတဲ့အထိအောင်မပြုတ်ပါဘူးရှင်။တကယ်လို့အာလူကိုတအားနူးတဲ့အထိအောင်ပြုတ်မယ်ဆိုရင်ကြော်တဲ့အခါမှာအာလူကအချောင်းလေးတွေပဲဖြစ်တော့ဘဲနဲ့ကြည်သွားတတ်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်60%လောက်ပဲနူးအောင်လို့ပြုတ်ထားပေးပါတယ်။ကျမကတော့စုစုပေါင်းဒီရေနည်းပုတ်ပွက်စုရဲ့ထဲမှာ3မိနစ်လောက်ပဲပြုတ်ထားပေးလိုက်ပါတယ်ရှင်။3မိနစ်လောက်ပြုတ်ပြီးပြီဆိုတာနဲ့သူ့ကိုအိုးထဲကနေဆယ်ထုတ်ပြီးတော့ဘန်းတစ်ခုထဲမှာထည့်ပြီးအေးခံထားပေးလိုက်ပါမယ်။ကဲအခုအာလူကိုအေးခံထားတာလည်းရပြီဆိုတော့ကြော်ဖို့အတွက်အိုးထဲကိုစီထည့်ပေးပါမယ်။စီပူလာပြီဆိုတာနဲ့အာလူချောင်းလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါတယ်ရှင်။ကျမတို့အာလူကိုကြော်တဲ့အခါမှာလည်းပြုတ်တင်မျိုးတစ်ခါတည်းထည့်ပြီးတော့မကြော်ဘဲနဲ့အိုးရဲ့အကြီးအသေးပေါ်မှာမူတည်ပြီးတော့နည်းနည်းချင်းစီထည့်ပြီးတော့ပဲကြော်ပေးရပါမယ်ရှင်။တကယ်လို့တစ်ခါတည်းအများကြီးထည့်ပြီးတော့ကြော်မယ်ဆိုရင်အာလူကအကျက်မကြီးဖြစ်တတ်ပါတယ်။ကျမကတော့အိုးနည်းနည်းသေးရနဲ့ပဲ2ခါခွဲပြီးတော့ကြော်ပေးလိုက်ပါတယ်။ကြော်တဲ့အခါမှာလည်းအာလူကိုတအားကြီးကြော်အောင်လို့မကြော်ပါဘူးရှင်။အနည်းငယ်ကြော်လာတဲ့အထိအောင်ပဲကြော်ပေးပါတယ်။အခုလိုအနည်းငယ်ကျွတ်လာတဲ့အနေထားလေးရောက်ပြီဆိုရင်တော့အိုးရဲကနေဆယ်ထုတ်ပြီးတော့စီစစ်ပြီးဘန်းတစ်ခုထဲမှာထည့်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ဒီအေးခံထားတဲ့အာလူချောင်းလေးတွေကိုအိတ်တလုံးလေးကိုထည့်ပြီးတော့ရေခဲတက်တာအခဲခန်းထဲမှာခဲထားပေးရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးရေခဲတက်တဲ့မှာထည့်ပြီးတော့တင်ထားလိုက်မယ်ဆိုရင်ကိုစားကျင်တဲ့အချိန်မှာထုတ်ပြီးတော့ကြော်စားလို့လည်းရပါတယ်ရှင်။အခုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲအိတ်တလုံးလေးကိုထည့်ပြီးတော့ရေခဲတက်တာအခဲခန်းထဲမှာထည့်ထားပေးလိုက်ပါမယ်ရှင်။ဒါကတော့ကျမရေခဲတက်တာထဲမှာတညထားထားတဲ့အနေထားလေးပါရှင်။အားလုံးစုစုပေါင်းဆိုရင်တော့14နာရီလောက်ကြာပါတယ်။အခုဆိုရင်ဒီအာလူချောင်းလေးတွေကလည်းအခဲခန်းထဲမှာထည့်ထားတာဆိုတော့ခဲပြီးတော့မမတောက်လေးတွေဖြစ်နေပါတယ်။ကျမတို့အခုခဲနေတဲ့ဒီအာလူချောင်းလေးတွေကိုကြော်ဖို့အတွက်အိုးထဲကိုစီထည့်ပြီးတော့အပူပေးထားပါမယ်။စီပူလာပြီဆိုတာနဲ့ဒီအာလူချောင်းလေးတွေကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်။အာလူတွေကိုတော့ရွှေညိုရောင်လေးတန်းပြီးတော့နည်းနည်းလေးကျွတ်လာတဲ့အနေထားထိအောင်လို့ကြော်ပေးလိုက်ပါမယ်ရှင်။တကယ်လို့ကိုကပို့ပြီးတော့ကျွတ်လေးစားခြင်းနဲ့ဆိုရင်လည်းဒီထက်ပို့ပြီးတော့ကြော်နိုင်ပါတယ်။ဒီနေရာမှာအနက်လေးမှုပြီးတော့ဆက်ဆက်လေးစားခြင်းနဲ့ဆိုရင်လည်းငရုတ်သီး6တို့ပြည့်တော့တင်ရွက်တို့ထည့်ပြီးတော့ကြော်မယ်ဆိုလည်းရပါတယ်ရှင်။ခုလိုမျိုးရွှေညိုရောင်လေးတန်းပြီးတော့ကျွတ်လာတဲ့အနေထားလေးရပြီဆိုရင်တော့အိုးထဲကဆယ်ထုတ်ပြီးတော့စီစစ်ထားပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ကျွတ်ရွရွလေးနဲ့စားခြင်းစပွဲအာလူချောင်းကြော်လေးရပါပြီရှင်။ပြီးရင်တော့မိမိနှစ်သက်ရာငရုတ်စီတစ်မျိုးမျိုးမယောနီစ်တို့နဲ့လည်းတွဲပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်။လောက်ရတာလည်းလွယ်ကူပြီးစားလို့လည်းကောင်းလို့အိမ်မှာကိုယ်တိုင်ကြော်စားကြည့်ပါနော်စားလိုက်ရင်လည်းအပြင်သားလေးကကြွရွပြီးတော့အတွင်းသားလေးကအီအီလေးနဲ့မို့စားလို့အရန်ကောင်းပါတယ်ရှင်ဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်
ဒါဆိုနောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်